တော့ကောင်းမှာကျွန်တော်တာတယ်ပွဲတွေပြလူကမှလာ2ချိန်3ချိန်ခင်ဗျာ4ချိန်ကတော့5ချိန်6ချိန်9ချိန်9ချိန်မှာဒါလည်းရှိကတော့7ချိန်ဒါလည်းဗန်လာပဲနာတော့ဒါလည်းခဏပြန်လေးရရခင်ဗျာမဟာလည်းလက်ပြီးလာပေါ်အဲ့ဒါလက်ပြီးလာပေါ်ပြညာအတားလေးလက်ပြီးလာကိုခိုင်းတော့တမန်လည်းအတားရပဲမဟာလည်းတရားတော်မပေးနဲ့ကိုကြီးတမန်လည်းကနေနဲ့မပြင်းညာခင်ဗျာလက်ပြီးလေသူရရတယ်ခင်ဗျာပတ်စပတိတက်လာတယ်ပြန်လေးအဲ့ဒါပတ်စလွဲအတားလေးဒီလာစလွဲခင်ဗျာအဲ့ဒါမဟာလည်း2ချိန်2ပတ်မဟာလည်းလာပြီခင်ဗျာဒါမမြတ်ပြန်ပြီးထားကြပြီတဲ့ဒီလာပေါ်ဒီလာစလွဲမဟာလည်းဟုတ်ကဲ့ဘာသာဆွဲတော့ပြတော့ကျွန်တော်လည်းရပြီခင်ဗျာဒီရောက်ကိုမဟာလည်းတခါလဲလက်စစ်ဆွဲလို့ဆွဲတော့မှာကျွန်တော်ဝက်ပန်းရတော့ဒါပြီဘယ်လိုလဲဆက်လာတယ်ဒီလိုခင်ဗျာခင်ဗျာဝယ်ကြလို့ခင်ဗျာပြန်လေးဆိုတာလည်းခင်ဗျာပြတ်လက်ဖြတ်ချတာပဲဟုတ်ကဲ့ခင်ဗျာအတားလေးဒီကအတားလေးပြီးချင်းအတားလေးစီစားပလာဆွဲမဟာနဲ့ဒီကြီးအဲ့ဒါဒီမဟာနဲ့ခင်ဗျာကြော်လည်းမတတ်နိုင်ဘူးလာပြီးတက်ပြီးလာဘောဘာသာတော့တကယ်ဗျာဟုတ်အားနဲ့ခင်ဗျာမဟုတ်ဘူးလာပြီးပြီးလာဆိုတော့ကိုရံအတားလေးစီးသားကြွရင်အတားလေးဘောဆွဲမဟာအတားလေးကြည်လိုက်ရထားတယ်ပဲညာတက်လိမ့်နှစ်လိမ့်တက်လိမ့်နှစ်လိမ့်အတင်းဆိုတာတက်လိမ့်နှစ်လိမ့်လို့ခေါ်တယ်ခင်ဗျာကျွန်တော်ရှင်းပြပြရတော့အဲ့ဒါအတင်းရဲ့ပြင်းကိုတစ်ခုပေါင်းတက်လိမ့်နှစ်လိမ့်လို့ပြောကြပါလေကျွန်တော်ရဲ့စာရေးတို့ချက်ထားတာလာပြီခင်ဗျာခမောင်တင်းပြပါပြည့်စစ်လာပြီဒီဒါကြောင့်ညီကိုရဲ့မြန်တော့ဒီလူလောင်ဘာမှမသိမဟာလေလာပြီခင်ဗျာဘာညောခဏတက်ရတော့မတော့အဲ့မှာကြည့်အဲ့ဒါကိုယ်ရူကအကြမ်းမှာဘာလို့ရှင်တာတော့တို့ခိုင်းတော့လာပြီဖီလာစလွယ်လာပြီမဟာလူအဲ့ဒါပတ်မှာညောလာပြီဝါကြီးနဲ့ဝိုင်းတစ်ခုလာတာစလွယ်ကြီးမိုက်တယ်ခင်ဗျာကဘာညောခဏဟုတ်တယ်ရှင်တာလေးရစ်မှာတယ်3ချိန်4ချိန်ကော5ချိန်ကော6ချိန်ကော9ချိန်ကော10ချိန်ကော9ချိန်ကော10ချိန်ကော11ချိန်ကော12ကော13ကော14ကော15ကော16ကော19ကော18ကော19ကောဆိုရယ်မဟာနဲ့ခင်ဗျာကိုရံဒုတိယထားရပြီရက်စမဟာခင်ဗျာဒါလေးပြုကမန္တလာမဟာနဲ့အကြမှာခြေကားပြီးအဲ့ဒါဘောဆွဲမဟာဒါလေးခြေကားကျော်ရဲ့ခြေဒီဘောဒီခြေကားကျော်ရဲ့တက်မဟာဘယ်နဲ့ခင်ဗျာအဲ့ဒါကြောင့်လို့ကျွန်တော်ဆွဲနေကြလို့ပြောရင်ဘယ်မနာလို့လဲထားလို့အဲ့လိုပြောမကွန်းလို့မဟာအကြမှာဒီလိုခြေတွေခင်ဗျာခြံလေးလာလို့လက်ပြလာဘောမဟာလေလက်ပြလာဘောမဟာလေအရင်ကပဲတော့ပဲချက်ပါသားတော့ဒီကမဟာလေဖီလာဆိုတော့ခင်ဗျာအဲ့ဒါဒါလိုက်ဘောမဟာကိုခံတော့ကိုခံတော့ကားနေပြီကိုခံတော့ကားနေထိုင်နေပြီအတော်လေးဘယ်တူးတဲ့အဲ့ဒါညာဖီလာဆိုတော့ခင်ဗျာကိုခံတော့လာပြီခင်ဗျာဖီလာဆိုလေးတေးထားပြီခိုင်ဆိုဒူးခံဖီလာဆိုတော့ခမေတေးဒူးတေးလာပြီခင်ဗျာဖီလာဘောဒါတေးရမယ်ခိုင်ခွက်ခင်ဗျာစတိုင်မပြည့်တဲ့ခိုင်ခွက်ပါလို့ချင်တယ်ခေါ်ပါပြီခင်ဗျာဒါပြင်ရတဲ့ဒီမဟာနဲ့ခုနမဟာနဲ့လာခြေကနဲ့ပတ်ဆိုရယ်2ချိန်ဟုတ်ကဲ့ခင်ဗျာဆိုရယ်2ချိန်3ချိန်ခင်ဗျာ4ချိန်ပါခင်ဗျာဒါတို့လာပြီနှလုံး3လုံးမှာခုနဆိုရယ်ဒီဘောတော့ဝါချင်တာကိုဝင်ရဟုတ်ကဲ့တမန်လည်းဗျာအတားလေးဆွဲထည့်ပြီးတယ်ပါရခင်ဗျာဝိုင်းဖနောက်လေးပတ်ဖီလာဆိုရယ်ခင်ဗျာဟုတ်ကဲ့ပြောရမဟာနဲ့ရစ်မတိုက်ပြီးတဲ့ဖီလာဆိုရယ်ယာလေးတွေအဲ့ဒါဖီလာဆိုရယ်အတားလေးပြီးထားတယ်ဟုတ်ကဲ့ဘာလို့ဆိုဒီကဂျုံမတော့ခုလာမဟာနဲ့ချိန်ပြတေးဆယ်ဘဝလေးအဲ့ဒါရှင်မဟာနဲ့ဘဝလေးဘွားတဲ့အဲ့ဒါပြောလို့ကမန္တလာချိန်ပြတေးအတားလေးပြောလို့ကမန္တလာအဲ့ဒီ